Welcome to Mom Stories. A post-bucket. Jasper was a little firework of feelings. His joy was a sunbeam grin that could light up a room. His frustration, however, was a sudden summer thunderstorm, all booming shouts and hot, angry tears. Jasper ကခန်းစားချက်တွေရဲ့မိရှုတိုင်းလေးတစ်တိုင်းလိုပါပဲ။သူ့ရဲ့ပျော်ရွှင်မှုကခန်းတစ်ခန်းကိုနင်းလက်စိမ်မဲ့နေအောင်ချစ်လို့အပြုံးတစ်ခု။ဒါပေမဲ့သူ့ရဲ့စိတ်ပြတ်အားငယ်မှုတွေကတော့ရုတ်တရက်နွေရာသီမူကြိုးမုန်တိုင်းတစ်ခုလိုပဲ။ကျေလောင်တဲ့အော်ဟစ်သံတွေပြင်းပြီးဒေါသထွက်တဲ့မျက်ရည်တွေနဲ့အရာအားလုံးကိုဖုံးလွှမ်းသွားတယ်။ One day, after a storm, because his block tower fell, his grandpa Leo said, "Jasper, have you met your weather watchdog?" တနေ့အွန်လိုင်းတစ်ခုပြီးလော့တာဝါဂိမ်းကစားနေတဲ့ Jasper ရဲ့ဆောက်လက်ဆတာဝါလေးပြိုကျသွားတော့အဘိုးလီယိုက Jasper ရဲ့မင်းရဲ့မူးလေဝသဆောင်ကျဲခွင့်နဲ့တွေ့ပြီးပြီလားလို့မေးလိုက်တယ် My what? ကျွန်တော်ရဲ့ပါ Jasper ကအဘိုးကိုပြန်မေးတယ် Grandpa pointed to Jasper's chest. Inside here is a clever watchdog. Its job is to notice the weather inside you before the storm hits. Right now, it just sleeps until the thunder starts. We need to teach it to wake up earlier. ဘိုးက Jasper ရဲ့ရင်ဘတ်ကိုအညိုးထိုးပြရင်ဒီထဲမှာအိမ်မှာပါနေတဲ့မိုးလေဝသဆောင်ကျဲခွေးတစ်ကောင်ရှိရဲ့သူ့လောကမုန်တိုင်းမတိုက်ခင်မင်းရဲ့တွင်စိတ်မိုးလေဝသကိုသတိပြုမိဖို့ပဲ Jasper မိုးကြိုးမပြတ်ခင်ထိတော့သူအိတ်နေမယ်မိုးကြိုးမပြတ်ခင်သူစောစောနိုးလာအောင်သမီးဖို့လိုတယ် Grandpa was teaching Jasper self-awareness, noticing his feelings early, like seeing dark clouds on the horizon before it rains. မူမီဝါကမူတိတ်မဲတွေကိုမြင်ရတယ်လို့မျိုးဥမာဖြစ်လာတဲ့ခံစားချက်တွေကိုစောစောစစ်စစ်သတိပြုမိနိုင်ဖို့ဥကိုသိရှိနားလည်မှုကြောင့်အဘိုးက Jasper ကိုသင်ပေးနေတယ် He gave Jasper a special tool, a pause pocket. It was a small, soft bag. When you feel the first grumble, Grandpa said, put your hand in your pocket. That's your watchdog's wake-up signal. သူက Jasper ကိုအထူးကိရိယာတစ်ခုပေးခဲ့တယ်အဲ့ဒါကတော့သင်းငယ်ပြီးနူးညံ့တဲ့အိတ်တလုံးထမဆုံးညီးတွားတံကိုခံစားရတဲ့အခါမင်းရဲ့လက်ကိုအိတ်ကတ်ထဲထည့်လိုက်အဲ့ဒါကမင်းမရှိရဲ့မိုးလေဝသဆောင်ကြည့်ခွေးနိုးထားတော့အချက်ပြမှုပဲဟိုကပြောလိုက်တယ် The next time his puzzle piece wouldn't fit, Jasper felt the first grumble. He shoved his hand into his pause pocket. He felt the soft fabric inside. နောက်တစ်ချိန်မှာတော့ပါဇယ်ခင်းဆက်နေတဲ့ Jasper တယောက်သူ့ရဲ့ပါဇယ်ကိုပြောင်းဆက်ဖို့ခက်တွေ့နေခဲ့တယ်ထမဆုံးညီးတွားတံကိုခံစားလိုက်ရတယ်သူ့လက်ကိုကတရဲ့အိတ်ကတ်ထဲထိုးထည့်လိုက်တယ်ထဲကနူးညံ့တဲ့အထည်ကိုသူခံစားလို့ရတယ် This was the pause button. The pocket gave his thinking brain a chance to catch up to his feeling brain. ဒါကခက်ရဲ့ခလုတ်ပါအိတ်ကတ်ကသူ့ရဲ့တွေးခေါ်မှုအုံနောက်ကိုခံစားချက်အုံနောက်နဲ့လာမိဖို့ခွင့်ရပေးခဲ့တယ် In that moment, he remembered what Grandpa said, "Name it to tame it." အဲ့ချိန်မှာပဲဦးပြောခဲ့တာကိုသူသတိရသွားတယ်စိတ်ကိုထိန်းထားနိုင်ဖို့နာမည်ပေးပါ I'm feeling frustrated, Jasper whispered to himself. Just naming it made the feeling a little smaller. Then he asked, "What can I do?" A new idea popped into his mind. Ask for help. ကျွန်တော်စိတ်ပြတ်နေတယ်လို့ Jasper ကသူ့ဘာသာသူတူလေးပြောတယ်နာမည်ပေးုံနဲ့ခံစားချက်ကိုနည်းနည်းလျော့သွားစေတယ်ပြီးတော့သူကငါဘာလုပ်နိုင်မလဲလို့မေးလိုက်တယ်သူ့စိတ်ထဲမှာအကြံသက်တစ်ခုပေါ်လာတယ်အကူအညီတောင်းပါ Grandpa, he called, his voice calm. Can you help me see this piece? အဖိုးလို့တငိမ့်နဲ့တန်းနဲ့သူခေါ်လိုက်တယ်ဒီပိုင်းစာကိုကြည့်ဖို့ကျွန်တော်အကူအညီပေးနိုင်မလား Day by day, Jasper practiced. Annoyance was a drizzle.
he'd take a deep breath. Impatience was a gusty wind. He'd count to 5. He wasn't stopping the weather. He was putting on his raincoat so he wouldn't get swept away. နေ့စဉ်နဲ့အမျှ Jasper လေ့ကျင့်နေစိတ်နှောက်ယှက်ကမိုးဖွဲလေးတစ်ခုပါပဲသူတက်ကိုပြင်းပြင်းရှူလိုက်တယ်စိတ်မရှိမှုကလေပင်တိုက်ခတ်မှုတစ်ခုလိုပါပဲသူငါထီကြီးတွက်လိုက်တယ်မိုးလေဝသကိုရတန်းဖို့လုပ်နေတာမဟုတ်ဘူးမိုးလေနဲ့တူမျောပါမသွားမိုးကအင်ဂျီကိုဝစ်ထားခြင်းသာဖြစ်တယ်Weeks later, Jasper was at the school's block tower challenge. He was building a tall tower on a table. A boy next to him bumped the table. Jasper's tower wobbled, but it didn't fall. ရတတပတ်နေငယ်ကြာမှာ Jasper ကျောင်းရဲ့ block tower challenge မှာရှိနေခဲ့တယ်။သူကမြမတဲ့ tower တိုင်းတစ်ခုကိုစပွဲပေါ်မှာတိဆောက်နေခဲ့တယ်။သူ့ဘေးနားအကောင်လေးတယောက်ကစပွဲကိုစောင့်တက်လိုက်တယ်။ Jasper ရဲ့မျောစင်ကရင်းနှွယ်သွားတယ်။ဒါပေမဲ့ပြိုလဲမသွားဘူး။ He felt the lightning flash of anger. Hand to paw's pocket. Name it. That was startling. Ask it. What matters? Winning or building? Jasper တယောက်ဒေါသတွေလှိုက်တက်လာတယ်။အိတ်ကပ်ကိုလန့်ဆွဲလိုက်တယ်။ညီပေးပါ။အော်ထိတ်လန့်ပွဲတစ်ခုပဲ။မေးလိုက်ပါ။ဘာကအရေးကြီးလဲ။အနိုင်ရတာလား။တိဆောက်တာလား။ Jasper took another breath. He turned to the boy, who looked scared. It's okay, Jasper said. It was an accident. Do you want to help me build it even bigger together? Jasper ကနောက်တစ်ချိန်တပင်းပင်းရှူလိုက်တယ်။ကြောက်နေတဲ့ပုံပေါက်နေတဲ့ကောင်လေးဘက်ကိုလှည့်လိုက်တယ်။အစင်ပြေပါတယ်လို့ Jasper ကပြောတယ်။မတော်တဆဖြစ်တာပဲ။ဘူကြီးတဲ့တာဝါတိုင်းတူတူဆောက်ဖို့ကျွန်တော်ကိုကူညီမလားလို့မေးလိုက်တယ်။ The teachers watched in awe. The other boys smiled, and they built a magnificent, lopsided, wonderful castle together. They didn't win the tallest tower ribbon, but they got the Best Teamwork Award. ဆရာမတွေလည်းအော်တကြီးကြည့်နေကြတယ်။ခေါင်းလေးကပြုံးလိုက်ပြီးခန္ဓာပြီးမညီမညာဖြစ်နေတဲ့အံပွေရဲတိုင်းတစ်ခုကိုသူတို့တူတူတိဆောက်ခဲ့ကြတယ်။သူတို့ဟာအမြင့်ဆုံးမျှော်စင်ဖဲချိုးကိုမရရှိခဲ့ပေမဲ့အကောင်းဆုံးခွဲလိုက်လှုပ်ဆောင်မှုစုကိုရရှိခဲ့ကြတယ် That night, Jasper told Grandpa, "My weather watchdog is awake all the time now." ။အဲဒီညမှာပဲ Jasper ကဘိုးကိုကျွန်တော်ရဲ့မိုးလေဝသဆောင်ကြည့်တဲ့ခွေကအခုချိန်တိုင်းနိုးနေပြီလို့ပြောခဲ့တယ် Grandpa beamed. You've done the most important job in the world. You became the boss of your own weather. And when you're the boss of your inside weather, you can build anything. Friendships, tall towers, a happy life. ဘိုးကပြုံးပြုံးရှင်းရှင်းနဲ့ပြန်ပြောလိုက်တယ်။ကဘာပေါ်မှာအရေးကြီးဆုံးလုပ်ကိုမင်းလုပ်လိုက်ပြီ။မင်းကမင်းရဲ့ကိုယ်ပိုင်မိုးလေဝသအကြီးအကဲဖြစ်လာပြီ။မင်းဟာမင်းရဲ့တွင်းစိတ်မိုးလေဝသအကြီးအကဲဖြစ်လာတဲ့အခါမင်းပါမဆိုတိဆောက်နိုင်တယ်။ဒီဆွေဖွေမှုမြင်မာတဲ့မျောစွန်းနဲ့ပျော်ရွှင်တဲ့ဘဝ Jasper felt a warm, sunny calm inside. Not an exploding firework, but a steady, bright sun. He knew now that the greatest power wasn't never feeling the storm, but knowing you could always find your way back to the sun. Jasper ဟာမထွေးပြီးနေတာတဲ့ညီတမှုတစ်ခုကိုခံစားလိုက်ရတယ်။ပောက်ကွဲနေတဲ့မရှုမီပန်းတွေမဟုတ်ပဲတင်းငင်ပြီးတောက်ကားတဲ့နေတစ်ခုပါ။ခုသူသိလိုက်ရတာကအကြီးမားဆုံးဆွမ်းအားဆိုတာမုန်တိုင်းကိုဘယ်တော့မှမခံစားရတာမဟုတ်ဘူး။ဒါပေမဲ့နေရှိရရက်စီပြန်သွားလို့ရတဲ့လမ်းကိုအမြဲရှာတွေ့နိုင်နေဆိုတာကိုသိနေချင်ပါပဲ။ And with that power in his pocket, his whole life was an adventure waiting to be built, one deep breath at a time. အကထဲကအဲ့ဒီစွာနဲ့သူ့ဘဝတစ်ခုလုံးဟာတစ်ချိန်ချင်းစီအတွက်အတော်ဝဝရှူစံတစ်ချက်ချင်းစီနဲ့ဒီဆောက်ဖို့ဆောက်မြော်နေတဲ့စွန်စားကန်တစ်ခုဖြစ်လာခဲ့တယ်။